लगाभी इनाम यूजिन लाउडे गवा यो सोजों इम्या नमते चाउटों जा इन जेंगा मती इनो चाउटों को फाउबिरो इंसाउ पिठादला मैयामारी इमोजंवा चाउटों ने टूनी घेराबा जगेरो एलो मोबेने चाउटों नटों जामा केबिरो साउथारा फिपारी जेंगा पोर्टुगी नांगे फाफी टाउनन दामा डिशिनी डाले फिपारी इमाशिंगा फ्लिंस्टोन का उच्चिबिरो सेकु यादवा बोले पोबारी नेया इनो मोबेने पोर्टुगी नांगे मोनसोरे योशिन का इने मापाविन केबुबारी नमने इंदावे पोंसन इन दारो बेनिया यो इंदा यिजों पिशादरे दुरी ट्वे तिंडोजों इली माबी टांगुरिया नेंगे सुएम्यो माटी साउथारे इंदावे पोंसन इली बे फिपारी इंदावे सुएमे युयु म्यमा थाइनो मोबेने बुराइन पोंसन लिने निया माबा कोइंगो चिबिरो प्यांप्यो निया में फिम्यो ने ले चोआ नाइ मारीဒီမိုင်ရှင်ကနှစ်30လောက်အဲ့ဒီမှာနေထိုင်ခဲ့ပြီးတော့သူကွယ်လွန်သွားတဲ့အခါမှာတော့နိုင်ငံတော်ကိုလူတန်းခဲ့ပါတယ်နံပါတ်3 UFO အိမ်အာကာသကိုသွားပြီးတော့ UFO ကြီးမစီးနိုင်သေးရင်တော့မှ UFO လို့အိမ်မှာနေမယ်လို့ဆုံးဖြတ်ထားတဲ့အိမ်ပိုင်ရှင်ဖြစ်နိုင်ပါတယ် UFO ပုံစံအိမ်နှလုံးကိုဘေးချင်းရှင်စောက်ထားတာဖြစ်ပြီးတော့ထိုင်ဝမ်နိုင်ငံမှာရှိနေတာလေးဖြစ်ပါတယ်2010ခုနှစ်မှာဆောက်လုပ်ရေးစတင်ခဲ့ပြီးတော့ဆောက်လုပ်ရေးလုပ်ငန်းတော့အပြီးမတက်နိုင်ခဲ့ဘူးလို့သိရပါတယ်အကြောင်းကတော့မြင်းနီယာရှုပ်ရှင်းနေအကြောင်းပဲဖြစ်ပါတယ်နံပါတ်4ရဲတိုင်းအိမ်ရဲတိုင်းဆိုတာမျိုးကမြင်းမြင့်မာမာနဲ့ခန်းခန်းနားနားတီဆောက်ရတာမျိုးပါဒါပေမဲ့ဒီအိမ်ပိုင်ရှင်ကတော့ရဲတိုင်းပုံစံအိမ်လေးစောက်ချင်နေဘတ်ဂျက်လေးမနိုင်ပဲဖြစ်ခဲ့ပုံရပါတယ်ဒါကြောင့်လည်းတစ်ထက်အိမ်လေးကိုပဲရဲတိုင်းပုံစံဖြစ်အောင်စောက်သွားခဲ့ရပါတယ်ဒီငါဘယ်ဂျီနိုင်ငံမှာတည်ရှိတာဖြစ်ပြီးတော့တချို့ကလည်းရဲတိုင်းနဲ့မတူဘဲနဲ့ထောင်နဲ့ပို့ပြီးတော့တူတယ်လို့မှတ်ချက်ပေးကြပါတယ်နံပါတ်5ခယူအိမ်ကိုစေးတုပ်တဲ့နေရာမှာအယောင်ဆက်တာလာရင်တော့မြင်သူတိုင်း900လောက်စီနိုင်ပါတယ်ဒါပေမဲ့ဘူဂီရီးယားနိုင်ငံကအိမ်ပိုင်ရှင်တယောက်ကတော့သူ့အိမ်ကိုရှိသမျှအယောင်တွေပြစ်တုပ်ပစ်ခဲ့ပါတယ်ဒါပြင်အိမ်ပုံစံကလည်းအချိုးစားမကျဘဲနဲ့ခယူပုံစံစောက်ထားခဲ့တာပါဆောက်ရတာတော့နည်းနည်းပညာသားပါပြီးတော့အင်ဂျင်နီယာလည်းစကီးပြခြင်းခဲ့ပုံရပါတယ်ဟုတ်ကဲ့ပါဆုံးဖြတ်ကြည့်ပေးကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါတယ်